အားလုံးပဲမင်္ဂလာပါရှင် This is Fortune Channel လေးကနေပြီးတော့တဖန်ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဒီစီကဒီစီရဲ့ beautiful souls လေးတွေအတွက်ကိုမာဘက original message မာကာလီဘက original message မေရောဘက original message တွေကိုဒီစီကနေပြီးတော့တစ်ဆင့် channeling လေးလုပ်ပြီးတော့ပေးသွားမှာဖြစ်ပါတယ်ရှင်ဆိုတော့ဒီစီဒီမှာcat တွေနဲ့လည်း connect လုပ်ပြီးတော့ဒီ reading လေးကိုကြည့်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒါက reading type ဆိုတာထက်guidance message တွေကိုပေးပို့မဲ့ reading ဆိုရင်တော့ပို့ပြီးတော့မှန်ကန်ပါတယ်ဆိုတော့ဒီနေ့မှာဒီစီကအရန်ကို heavy energy ဖြစ်နေလို့ကိုအရန်ကိုဒီ message ကိုလုပ်ပေးတဲ့အရန် calling ရနေရပေါ့နော်တော်တော်များများလဲအခုဒီ guidance တွေကိုလိုအပ်မယ်ထင်တဲ့အတွက်ကြောင့်ဒီနေ့မှာအရင် energy ရလို့ဒီအစီအစဉ်မရှိဘဲနဲ့ပြုလုပ်ပြလိုက်တဲ့ reading လေးဖြစ်ပါတယ်ဆိုတော့ဒီမှာ details လေးဒီစီတစ်ချက်ပြောသွားမယ် guidance လေးတွေလည်းဒီတစ်ချက်ပေးသွားပေးမယ်ဆိုတော့ဒီမှာပထမဆုံး get Gaya Kali Gaya Kali ဆိုတာဘာလဲဆိုတော့အရင်ဆုံးပြပြပေးပါမယ် Gaya Kali ဆိုတာကကြတော့သူကဒီ Lalita Tripura Sundari ရဲ့ dark side ဘက်သွားတဲ့ Kali မှာ type ခရတစ်ခုပေါ့နော်ပြောရမယ်ဆိုရင် Lalita Tripura Sundari ကျတော့သူက bright ဘက်သွားတယ်ဒီ Gaya Kali ကကျတော့သူဒီပြောရမယ်ဆိုရင် dark ဘက်ကိုသွားတယ်ပေါ့နော်ဆိုတော့ဒီ Gaya Kali နဲ့ connect လုပ်ဖို့အတွက်ဆိုရင်တော်ယုံတန်ယုံလူတွေကဒီ Gaya Kali မှာနဲ့ connect လုပ်ဖို့အတွက်ကိုခဲရင်နိုင်တယ်ပြောမယ်ဆိုရင် teacher တယောက်ရဲ့အကူအညီတွေ guidance တွေယူပြီးတော့မှဒီမာနဲ့ချိတ်ဆက်မှုပြုလို့ရလိမ့်မယ်ဒီ dark goddess ဒီအဲ့လိုပဲသွားတယ်ပေါ့နော်တော်ယုံတန်ယုံတို့လွယ်နဲ့ connect လုပ်လို့ရှာမယ် energy မျိုးမဟုတ်ဘူးပြောစင်တာကဆရာတယောက်ရဲ့အကူအညီနဲ့မှဒီမာခေါ်ရကလေးရဲ့ကာလီနဲ့ပေါ့နော်ဒီ connect လုပ်လို့ရမယ်ဆိုရယ် energy မျိုးရှိရယ်ပြောမယ်ဆိုရင်ဒီမှာဒီစီ energy မြင်ရတာပေါ့နော်ဒါဘာလဲဆိုတော့ဒီ reading ကိုနားထောင်နေတဲ့သူတွေထဲမှာနာကျင်မှုတချို့နဲ့တွေ့ကြုံနေရတဲ့သူတွေရှိတယ်နာကျင်မှုတချို့ကိုခံစားနေရတဲ့သူတွေရှိတယ်ဒီနာကျင်မှုကလည်းဘယ်လိုနာကျင်မှုလဲဆိုတော့ကိုဘရောမကိုဒီလိုအရာမကြားရတော့ဘူးလို့ထင်ထားတဲ့ဒီလိုနာကျင်မှုမျိုးမရတော့ဘူးလို့ထင်ထားတဲ့ကိုယ့်အတွက်ဘယ်လိုပြောရမလဲတက်တောင့်တက်တာမရှိတဲ့အမှန်တရားတစ်ခုခုကိုသိလိုက်ရတာကြောင့်နာကျင်နေတဲ့နာကျင်မှုမျိုးအဲ့လိုမျိုးမြင်တယ်နော်ကိုကဒီမှန်တရားကိုဘယ်လိုမှမမျှော်လင့်ထားဘူးနော်ဒီမှန်တရားဖြစ်နိုင်မယ်လို့မထင်ထားဘူးဒါပေမဲ့ကိုမမျှော်လင့်ထားတဲ့အမှန်တရားတစ်ခုကိုကြားလိုက်ရတယ်မြင်လိုက်ရတယ်တွေ့လိုက်ရတယ်အဲ့ဒီအတွက်ကိုကနာကျင်နေရဆိုတဲ့ပုံစံဒီအမှန်တရားဒီကိုအတွက်တတောင့်တတာမရှိတဲ့အမှန်တရားတစ်ခုဖြစ်တဲ့အတွက်ကြောင့်တအားနာကျင်နေရဆိုတဲ့ပုံစံအဲ့လိုမျိုးတွေ့နေရတယ်ဒီစီကအမှန်ဆိုရင်တော့ဒီနာကျင်မှုဒီကောင်းသောဘက်ကနေပြီးတော့နာကျင်မှုတစ်ခုလို့သတ်မှတ်လို့ရတယ်ဒီတိုင်းကြည့်ရင်တော့ဒီစီကလည်းကျမတို့တတောင့်တတာမရှိတဲ့အမှန်တရားတစ်ခုကိုကြားရတာကျမဘယ်လိုလုပ်ပြီးတော့ကောင်းသောနာကျင်မှုတစ်ခုလို့သတ်မှတ်ရမှာလဲလို့ထင်လိုက်မယ်အဲ့တော့ပြမယ်မားကနော်မားကဒီစီရိုရဲ့အမေလိုပဲနော်ကာလီမာကိုယုံကြည်တဲ့သူတွေဆိုဒီမှာမားကလေးဒီစီရိုရဲ့အမေလိုပဲဆိုတော့ဒီစီရိုအမေကဘယ်အချိန်မှဒီစီရိုဘာစားရမယ်ဘယ်အချိန်မှဒီစီရိုအိပ်ရမယ်ဘယ်အချိန်မှဒီစီရိုဘာလုပ်ရမလဲဆိုတော့ဒီစီရိုအမေဒီစီရိုအတွက်ကောင်းကောင်းကြီးကိုသိတယ်ဒီစီရိုအတွက်အချိန်မှန်အချိန်ကိုက်ဘယ်အချိန်ကတော့မှန်မယ်ဘယ်အချိန်ကတော့မကောင်းကောင်းသိတယ်ဒီစီရိုအမေဒီသူသားသမီးတွေအတွက်ဒီလိုပဲဒီမှာခေါ်ရကာလီမာကလည်းဒီလိုပဲအခုအချိန်မှာကိုယ်အမှန်တရားတစ်ခုပြီးသိလိုက်တယ်အခုအချိန်ကကိုယ်အမှန်တရားသိဖို့အတွက်အကောင်းဆုံးအချိန်ဖြစ်တဲ့အတွက်ကြောင့်အဲ့ဆိုဒီအမှန်တရားကတိချင်းမှာဟုတ်တယ်ဒီစီ beautiful souls လေးတွေကိုနာကျင်စေတယ်ဒါပေမဲ့ဒီအမှန်တရားကပဲကိုယ့်ကိုပိတ်မိနေတဲ့အခြေအနေကနေပြီးတော့လွတ်မြောက်မှုပေးနိုင်မှာခဏခဏနာကျင်နေရမယ့်အစားခဏခဏနာကျင်မှုတွေမှာပိတ်မိနေမယ့်အစားဒီအမှန်တရားကိုအခုလိုအချိန်မှန်မှာသိလိုက်ရခြင်းဖြင့်ဒီပိတ်မိနေတဲ့အခြေအနေကနေပြီးတော့ရုံထွက်ဖို့အတွက်ကိုမားဘက်ကthis beautiful souls လေးတွေကိုအခွင့်အလမ်းပေးလိုက်တာပဲဒီအမှန်တရားကိုအခုချိန်မှာ
this is beautiful souls တွေကမတိထားဘူးဆိုရင်တစ်ခါတလေလဲနာကျင်နေရလိမ့်မယ်ဒါပေမဲ့ဒီမှန်တရားကိုအခုချိန်မှာသိလိုက်ရတဲ့အတွက်ကြောင့်တစ်ခါပဲနာကျင်ရမယ်ဒါပေမဲ့မပိတ်မိနေတော့ဘူးအခြေအနေတွေမှာပြောမယ်ဆိုရင် stuck ဖြစ်နေတာကိုမားဘက်ကမမြင်ချင်တဲ့အတွက်ကြောင့်တစ်ခါတလေလဲငါကလေးနာကျင်နေမဲ့စားနော်တစ်ခါတလေလဲငါသားသမီးတွေနာကျင်နေမဲ့စားဒီတစ်ခါမှာအမှန်တရားအရင်မြစ်ကိုတိပြီးတော့တစ်ချိန်ပဲနာကျင်ပြီးတော့ဒီပိတ်မိနေတဲ့အချိန်လေးကနေပြီးတော့ရုံးထွက်နိုင်အောင်ငါကိုညီလိုက်မယ်ဆိုတဲ့သဘောအဲ့လိုပုံစံမျိုးနဲ့မားဒီအခုချိန်မှာကိုရှိကိုဒီအမှန်တရားကိုယူဆောင်လာပြီးတယ်ကိုတော့တောင်းတမရှိတဲ့အမှန်တရားဖြစ်ပင်မဲ့လေကိုနာကျင်မှုတွေပေးတဲ့အမှန်တရားဖြစ်ပင်မဲ့လေဒီတစ်ခါနောက်ဆုံးနာကျင်ပြီးတော့ထက်ခါတလဲလဲမနာကျင်ရတော့ဘဲနဲ့အချိန်တစ်ခုခုတွေမှာမပိတ်မိတော့ဘဲနဲ့ free ဖြစ်သွားမယ်ကိုကအဲ့လိုပုံစံမျိုးတနည်းပြောမယ်ဆိုရင်ဒီကောရကာလေးရဲ့ energy ကဒီစီကုနာပြောသလိုမျိုးဒီမားနဲ့လော်နဲ့ဘယ်သူမှ energy မချိတ်ဆက်နိုင်ဘူးဒီချော်ကြောက်ရောက်ရဲ့အကူအညီနဲ့ဖြစ်စေသို့မဟုတ်နှစ်တေလာရီနှစ်ပေါင်းများစွာ meditation ထိုင်ပြီးတော့မှအရန်ကို awakening ဖြစ်ပြီးမှမားနဲ့ချိတ်ဆက်လို့ရတာမျိုးဖြစ်တယ်တော်ယုံတန်ယုံသူကဒီကောရမာလီနဲ့ကောရမားကာလီနဲ့ချိတ်ဆက်လို့မရဘူးနော်အဲ့လိုပေါ့ပြောမှန်ဆိုရင်ဒီမားဒီစီယိုကိုရွေးချယ်လိုက်တာဒီစီယိုကမားကိုရွေးချယ်လိုက်တာမဟုတ်ဘူးဒီစီယိုတွားပြီးရွေးချယ်လို့မရအောင်မားကသူ့သားသမီးတွေရမှာမဘသူကတော့ဘယ်အချိန်မှာအမှန်တရားကိုသိဖို့လိုနေပြီဆိုတာကိုရွေးချယ်ပြီးတော့အဲ့ဒီသူကိုအမှန်တရားကိုပြသပေးရဖြစ်တယ်အဲ့တော့မားရဲ့ရွေးချယ်ခြင်းကိုခံလိုက်ရတဲ့အတွက်ဒီအမှန်တရားသိလိုက်ရရဲဆိုတာမားရဲ့ရွေးချယ်မှုကိုခံလိုက်ရတာပဲမားရဲ့ချစ်ခြင်းကိုခံလိုက်ရတာပဲအဲ့တော့ပို့ပြီးအောင်ပြောရမှာနော်ပို့ပြီးပြောရမှာဖြစ်တယ်ကိုအတွက် shock တော့ရသွားတာပေါ့ဒီ clarity ကဒီအမှန်တရားကနော်ဒါပေမဲ့လည်းတနည်းပြောရမယ်ဆိုရင်ခဏတာအတွက်ပဲနာကျင်မှုရမှာခဏတာအတွက်ပဲထက်ခါတလဲလဲတော့ဒီနာကျင်မှုပတ်တန်းထဲမှာမပိတ်မိနေတော့ဘူးပေါ့အဲ့ဒါကြောင့်မာဒီစီရိုကိုရွေးချယ်လိုက်တာဒီအချိန်မှာဒီစီရိုကိုရွေးချယ်ပြီးတော့ဒီနာကျင်မှုတွေကနေပြီးတော့ထက်ခါတလဲလဲမပိတ်မိတော့ပဲနဲ့နာကျင်မှုတွေကိုထက်ခါတလဲလဲမခံစားရဖို့အတွက်လွတ်မြောက်အောင်ပြုလုပ်ပေးလိုက်တာပဲဒီအမှန်တရားကိုပေးတည်ပြီးတော့အဲ့လိုပုံစံမျိုးအခုဒီ reader နားထောင်နေတဲ့သူတွေထဲမှာလာမဲ့အနာဂတ်မှာဖြစ်စေသို့မဟုတ်ဒီ reader နားထောင်စင်မှာဖြစ်စေ energy တစ်ခုကိုခံစားရလိမ့်မယ်သတိထားတာတော့လက်တီအေးဆက်လာတာတော့အရန်ပျော်ရွှင်သွားတဲ့ခံစားချက်အရန်အားရင်ပြေသွားတဲ့ခံစားချက်အဲ့လိုမျိုးတွေခံစားရလိမ့်မယ်နော်နောက်တစ်ခုကစိတ်ထဲမှာအလိုလိုနေတချို့တည်လာလိမ့်မယ်နော်ငါ healer ကိုတွေ့ပြီငါရဲ့ personal healer ကိုတွေ့ပြီငါရဲ့ spiritual healer ကိုတွေ့ပြီ spiritual teacher ကိုတွေ့ပြီငါရဲ့ mentor ကိုငါတွေ့ပြီငါဘယ်လိုချစ်ရမလဲဘယ်လိုမျိုးငါရဲ့ wisdom တွေကိုပွင့်အောင်လုပ်ရမလဲဘယ်လိုမျိုးငါပိတ်မိနေတဲ့ခြေနေတွေကနေကယ်တင်ရမလဲဆိုတာကိုလမ်းပြပေးမဲ့သူတော့ငါတွေ့ပြီဆိုတဲ့စိတ်မျိုးတွေဒီ reading နားထောင်နေတဲ့သူတွေထဲမှာဒီလို energy မျိုးတွေဖြစ်လာနိုင်မယ်အခုချိန်မှာခက်ခဲနေတဲ့အရာတွေရှိမယ်ဒါတွေဒီခဏတာအတွက်ခက်ခဲမှုတစ်ခုဆိုတာကိုသိလာနိုင်မယ်ငါနောက်လှမ်းရမယ့်ခြေလမ်းတွေမှာငါဘသူရဲ့လမ်းပြမှုနဲ့သွားရမလဲဆိုတာကိုငါအခုချိန်မှာသိပြီဆိုတဲ့စိတ်တွေဒီ reading နားထောင်နေတဲ့သူတွေအလိုလိုနေဖြစ်လာလိမ့်မယ်အဲ့ဒီပုံစံမျိုးခံစားရတယ်ဆိုတော့ဒီကြတာတစ်ခုကတော့အခုချိန်မှာဒီဂေါ်ရကာလီကကနေပြီးတော့ရထားတဲ့ message ကတော့သူဘာရလဲဆိုတော့မာကာလီကဒီစီရိုဘွားတွေကိုဝင်လိုက်ပြီးပြီဆိုရင်အဲ့ဒီနောက်ပိုင်းမှာပွင့်လာမဲ့တကားပေါက်တွေဒီ abundance တွေနဲ့ပြည့်နေတဲ့တကားပေါက်ပျော်ရွှင်မှုတွေနဲ့ပြည့်နေတဲ့တကားပေါက် new life တစ်ခုကိုရရှိမဲ့တကားပေါက်အဲ့လိုတကားပေါက်တွေနဲ့ပဲသူရတော့မှာဖြစ်တယ်စိတ်ပင်ပန်းမှုတွေနဲ့ထပ်ပြီးတော့သူရတော့မှာမဟုတ်ဘူးအဲ့ဒါကိုတော့ယုံကြည်ဖို့လိုတယ် Okay so ဒီကနေ့ပတ်သက်တဲ့ message ကိုဒီစီကတော့အလိုမျိုးခံစားရတယ်ဆိုတော့ကြံတော့ message တွေကိုလည်းဒီစီဒီမှာရသလောက်ပြောသွားပေးမယ်ပေါ့နော်ဆိုတော့ချိန်မှာကလေး channel message တွေကိုလည်းဒီစီက channeling လုပ်ပြီးတော့ energy ခံစားရင်းပြောသွားပေးပါမယ်ရှင်ဒီမှာဆက်ပြီးပါတွေ့ရလဲဆိုတော့ဒီ reading နားထောင်ပြီးရတဲ့မှာ twin flame journey ကသူတော်တော်များများပါနိုင်တယ်ဘာဖြစ်လို့ပြောရလဲဆိုတော့ဒီမှာ divine feminine and divine masculine energy ဒါတွေတွေ့ရတယ်ဆိုနှလုံးသားအစင်သစ်ဖြစ်တဲ့အခါမှာဒီစီရိုကိုမေးခွန်းတွေထုတ်လာတတ်တယ်ငါဘာတော့မွေးဖွားလာတာလဲ
ငါဒီကဘာကြီးကိုဘာတော့မွေးဖွားတာလဲဘာလို့ဖို့အတွက်ငါဒီကဘာကြီးကိုရောက်ရှိလာတာလဲအဲ့ဒီမိကိုနေကိုဒီစီကိုကိုမေးဖြစ်လာကြတယ်ဘယ်အချိန်မှဆိုဒီစီကိုနှလုံးသားကအစင်သစ်ဖြစ်တဲ့အခါမှာပြောမယ်ဆိုရင် feminine energy ဆိုတဲ့သဘောတရားဒီစီကိုနှလုံးသားထဲမှာရှိတယ် masculine energy ဆိုတဲ့အရာကလည်းဒီစီရဲ့နှလုံးသားထဲမှာရှိရဖြစ်တယ်feminine energy ကဒီစီကိုပါတင်ပေးလဲဆိုဒီစီကိုဘယ်လိုမျိုး growth ဖြစ်အောင်လုပ်ရမလဲဒီစီရဲ့ soul growth ဘယ်လိုမျိုးဖြစ်အောင်လုပ်ရမလဲဆိုတာကိုသင်ပေးတယ်ဒီစီကိုအရှိတိုင်းဘယ်လိုနေထိုင်ရမလဲဆိုတာကိုသင်ပေးတယ် masculine energy ကကြောင့်ဘာကိုသင်ပေးလဲဆိုတော့ဒီစီကိုကိုဘယ်လိုကာကွယ်ရမလဲကိုနဲ့ထိုက်တန်သောအရာတွေကိုရဖို့ဘယ်လိုမျိုး effort တွေသုံးရမလဲဘယ်လိုကြိုးစားထုတ်မှုတွေလုပ်ရမလဲဒါတွေကိုသင်ပေးတယ်နော်ဆိုတော့ feminine ဒီတနည်းပြောရင်အချစ်ဆိုတဲ့အရာကိုတန်ဖိုးထားတယ် masculine ဒီတနည်းပြောရင် growth ကိုတန်ဖိုးထားတယ်အဲ့လိုပုံစံမျိုးဆိုတော့အဲ့ဒါကိုကြည့်ချင်ရဖြစ်ဆိုရင်ဒီ reading နားထောင်နေတဲ့ this beautiful soul stage တွေမှာတော်များများက feminine energy မှာရှိတဲ့သူလေးတွေများတယ်လို့ခံစားရတယ်စိတ်ပိုင်းဆိုင်ရာဖြစ်ချင်တဲ့ဆန္ဒရှိတယ်ဥပမာကိုရဲ့ twin flame နဲ့ပေါင်းစည်းခွင့်ရချင်တာဒါပေမဲ့ကိုရဲ့ twin ကကြတော့အချစ်ကိုတိတ်ဦးစားမပေးဘူးသူရဲ့ financial growth အပိုင်းသူရဲ့မိသားစုသူရဲ့တာဝန်တွေသူရဲ့ဝတ္တရားတွေဒီຢာတွေပေါ်မှာပို့ပြီးတော့အားပေးနေတတ်တယ်အဲ့ဒီပေါ်တွေမှာပို့ပြီးတော့အာရုံစိုက်နေတတ်တယ် maybe ကိုရဲ့ twin နဲ့ကြောင့် family issue ရှိရဆိုရင်သူကသူ့ရဲ့မိသားစုကိုပို့ပြီးဦးစားပေးတာကိုတိတ်ပြီးတော့အာရုံမစိုက်တာသို့မဟုတ်ကိုရဲ့ twin က merit ထားတဲ့သူဆိုလဲသူမိသားစုသူပို့ပြီးတော့ဦးစားပေးတာတာဝန်တွေကိုထမ်းဆောင်နေတာတာဝန်တွေယူထားနေရတာအဲ့လိုမျိုးမိသားစုထဲမှာဆိုလဲသူက provider တယောက်လိုမျိုးလူတွေကိုကူညီနေသူမိသားစုကိုကာကွယ်နေတာသူမိသားစုရဲ့တာဝန်တွေကိုယူနေတာအဲ့ဒါတွေကိုပို့ပြီးတော့ဦးစားပေးတာအဲ့လိုမျိုးဖြစ်နိုင်တယ်ကိုကကြောက်အချက်ပဲကိုရဲ့အချက်ကတူမလို့ကိုဒီသူနဲ့ပေါင်းစည်းခွင့်ရကြတယ်ကိုကဒါပဲတည်တယ်ဆိုတော့သူကကြတော့တခြားပုံစံသွားနေတဲ့အတွက်ကြောင့်သူ့ရဲ့ခြေလမ်းကြီးကြောင့်ဘာဖြစ်တယ်လဲဆိုတော့ကိုကမကြနာကျင်ရတတ်တယ်အဲ့တော့တခါတည်းကျရင်ကိုကဘာဖြစ်လာလဲဆိုတော့ give up လုပ်ချင်လာတယ် give up လုပ်ချင်လာတယ်ဒီ connection ပေါ်မှာဒီဆက်ဆံရေးပေါ်မှာ give up လုပ်ချင်တဲ့စိတ်တွေဖြစ်လာတယ်ကိုရဲ့စိတ်ထဲမှာသူနဲ့ကိုနဲ့ကိုရဲ့စိတ်ထဲမှာပေါ့နော်သူနဲ့ကိုနဲ့ပေါင်းစည်းရတော့မယ်လို့ခံစားရပြီဆိုရင် energy level မှာအဲ့လိုမျိုးခံစားရပြီဆိုရင်တကယ်အပြင်မှာဘာတွေဖြစ်လဲဆိုတော့အဆင်မပြေမှုတွေနဲ့ကြုံရတာတော့ကိုခံစားရတာတော့တခုဖြစ်လာရတာတခုအဲ့လိုမျိုးတွေဖြစ်တာကြောင့်ဘာဖြစ်လာလဲဆိုတော့ကိုယုံကြည်မှုတွေအားနေလာတယ်ဒီ journey ပေါ်မှာယုံကြည်မှုတွေအားနေလာတယ်နော်အဲ့လိုပုံစံမျိုးတွေမြင်ရတယ်ကိုခံစားရတဲ့ energy ကတခုဒါပေမဲ့တကယ် reality မှာဖြစ်နေတာတခုအဲ့တော့နာကျင်မှုတွေကတော့တခါရင်ကျရင် give up လုပ်ချင်စိတ်တွေဖြစ်လာတယ်အဲ့လိုပုံစံမျိုးတွေတွေ့ရတယ်ဆိုတော့တနည်းပြောမယ်ဆိုရင်ကိုကဒီ energy ကရုံးထွက်နိုင်ဖို့ကိုရိုင်းကလည်းဒီလို energy မှာရှိနေတဲ့ energy အတက်အကျတွေဖြစ်နေတယ် give up ချင်စိတ်တွေဖြစ်လာတယ်နာကျင်မှုတွေရနေတော့ပဲဆိုဒါပါကိုညွှန်းလဲဆိုတော့ကိုယ့်ရဲ့ inner masculine and inner feminine energy က balance မဖြစ်သေးတာကိုညွှန်းတယ်အဲ့ခါကျတော့ဘာလုပ်ဖို့လိုလဲဆိုတော့ healing work တွေလုပ်ဖို့လိုအပ်တယ်healing တွေလုပ်ဖို့လိုအပ်တယ် healing တွေကပဲကိုယ်တတိတွေပြီးလာမှာကိုယ့်ရဲ့ wisdom တွေပွင့်လာအောင်လုပ်ပေးနိုင်မှာကိုယ်အောင်မြင်မှုတွေကိုရရှိနိုင်မှာတော့ကိုက self healing journey ပေါ်မှာကိုယ့်ရဲ့အာရုံကိုရွှေ့ပြောင်းပြီးတော့နေတဲ့နဲ့ဒီဆက်ဆံရေးပေါ်မှာပဲအာရုံထားတာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ self healing journey ပေါ်မှာကိုယ့်ရဲ့ own healing process ပေါ်မှာကိုစိတ်ပိုင်းဆိုင်ရာကုစားခြင်းကိုယ့်ရဲ့ emotional pain တွေကိုကုစားခြင်းကို self discovery လုပ်ခြင်းကိုယ့်ရဲ့ life purpose ကဘာလဲကိုဒီကဘာရောဘာလို့ဖို့ရောက်လာလဲအဒီအရာတွေပေါ်မှာတနည်းပြောရမယ်ဆိုရင်အာရုံကိုစိုက်တင်တယ်နော်ဒီຢာတွေပေါ်မှာအာယုံစိုက်မှုပြုလုပ်တယ်နဲ့အဲ့လိုပုံစံမျိုးဆိုတော့ဒီတစ်ဖက်ပေါ်မှာအရင်အာယုံမစိုက်ဘူးအခုချိန်မှာကိုရခဲ့တဲ့နာကျင်မှုအတွေ့အကြုံတွေကိုကိုဘယ်လိုမျိုးလွတ်ချရမလဲဒီနာကျင်မှုတွေကကိုဒီ journey ပေါ်မှာထားတဲ့ယုံကြည်မှုတွေကိုမဲ့စေတယ်ကိုယုံကြည်မှုမဲ့စေတယ် universe ပေါ်မှာယုံကြည်မှုမဲ့စေတယ်ဆိုတော့အဲ့ဒီနေရာတွေကနေသင်ခန်းစာယူပြီးတော့အဲ့ဒီနာကျင်မှုတွေကို healing လုပ်ရမယ်နော်စိတ်ပိုင်းဆိုင်ရာကုစားနိုင်သွားမှကိုယ့်ရဲ့စီးပွားရေးမှာလည်းဒီထပ်ဖို့တိုးတက်မှုတွေဒီထပ်ဖို့အောင်မြင်မှုတွေရှိလာမှာအဲ့လိုပုံစံမျိုးဒါဆိုအရာအားလုံးဒီစိတ်နဲ့ပဲဆိုင်တာစိတ်ချမ်းသာရင်လူချမ်းသာမယ်အဲ့ဒီသဘောပဲအဲ့တော့ကိုယ့်ရဲ့စိတ်ကိုချမ်းသာအောင်ထားမယ်အဲ့တော့အခုချိန်မှာဘာလုပ်တဲ့လဲဆိုတော့ inner work တွေလုပ်တာ self healing တွေလုပ်တာ own healing process တွေလုပ်တာအဲ့ဒါတွေလုပ်ဖို့တော့ကိုခွင့်ပြုတဲ့နဲ့ကို space တစ်ခုပေးတဲ့နဲ့အဲ့လိုပုံစံမျိုးကိုမှစိတ်တန်ရာတချို့ရှိရဒီစိတ်တန်ရာတွေကိုကုစားခြင်းပေါ်မှာအာရုံထားတဲ့နဲ့အတိတ်ကအရာတွေကိုလွတ်ချတဲ့နဲ့
နော်အဟောင်းတွေကိုလွှတ်ချမှာအတစ်တွေကဒီစီရိုဘွားတွေကိုဝင်လာနိုင်မှာဆိုတော့အဟောင်းတွေကိုစုပ်ကိုင်မထားနဲ့အောင်မြင်မှုတွေရဖို့အတွက်အဟောင်းတွေကိုလွှတ်ချအတစ်တွေကိုဝင်လာခွင့်ပြုအတစ်တွေဝင်လာခွင့်ပြုဖို့အတွက်ကိုကဘာလုပ်ဖို့လိုလဲ inner work တွေလုပ်ဖို့လိုတယ် own healing process တွေလုပ်ဖို့လိုတယ်အဲ့ဒါမျိုးတွေကိုဒီမှာ energy တွေ့ရတယ်နော်တော်များဖြစ်ကြတယ်လို့ထင်တယ် energy level မှာတော့ကိုကကိုနဲ့သူနဲ့ union ညတော့မခံစားရတယ်နော် union နဲ့ပတ်သက်တဲ့ signs တွေလည်းအကုန်တွေ့နေရတယ်ဒါပေမဲ့တကယ် reality မှာတကယ် physical world မှာကျတော့ဘာဖြစ်လဲကိုယ့်ရဲ့ twin ကကိုယ်ဂယုမဆိုင်တာအာယုံမထားတာကိုနာကျင်စေမဲ့စကားတွေပြောတာကိုနာကျင်စေမဲ့လုပ်ရက်တွေလုပ်နေတာအဲ့တော့ကြောက်ပါဖြစ်သွားလဲဆိုတော့ငါဒီဂျာနီကိုရောက်နေတာမှန်အောင်မှန်ရလားသူကငါ့ရဲ့ twin ရောဟုတ်ရဲ့လားနော်ငါ healing လုပ်တရားတွေပဲမှားနေတာလားငါဒီဂျာနီကိုရှောက်နေရတော့ယူနေတာပဲလားနော်အဲ့လိုမျိုးတွေဖြစ်တတ်တယ်နော် terror reader တွေကိုတော့မေးရယ်နော်ကျမ union ညမှာလားကိုရထွန်းနေအဲ့တော့အဖြေကလည်းကောင်းတယ်ဒါပေမဲ့တကယ်အဆက်မှာကြတော့အဲ့လိုမဟုတ်နေဘူးအဲ့တော့ကိုယ်စိတ်ထဲမှာဒီဂျာနီပေါ်မှာယုံကြည်မှုတွေမဲ့လာတယ်ဒီဂျာနီပေါ်မှာရှောက်လန်းတာကမှားနေရလားနော်ငါပေါ့တကယ်ရီလုံးနေမိရလား reader တွေကပဲအမှားတွေဟောနေရလားဒါမှမဟုတ်ငါကပဲမှားတဲ့လမ်းကိုရှောက်နေရလားငါရဲ့ twin ကငါအတွက် toxic ကြီးငါမှားတဲ့လူရွေးချယ်မိနေရလားအဲ့လိုအသွေးတွေဝင်လာရောအဲ့ခါကျတော့ give up လုပ်ချင်စိတ်တွေဖြစ်လာရောဒါပေမဲ့သူ့ကိုမိနိုင်လားဆိုတော့လည်းမမိနိုင်အဲ့လိုပုံစံတွေဖြစ်နေတတ်တယ်အဲ့တော့ဒီစီကပြောတာ healing လုပ်ရင် wisdom တွေပွင့်လာမယ်အဲ့ခါကျရင်အမှန်တရားပါလည်းမြင်လာမယ်အခုချိန်မှာကိုကတနည်းပြောဆို blur ဖြစ်နေတဲ့ situation ကြီးမှုံဝါဖြစ်နေတဲ့အခြေအနေဒီစိတ်တစ်ပိုင်းပဲကိုကမြင်ရတာအပြည့်အဝအခြေအနေအမှန်ကဘာလဲဆိုတော့ကိုကမမြင်ရအောင်ဖြစ်နေတာအဲ့ဒါကြောင့်ဘာလုပ်ရမလဲအပြည့်အဝမြင်ရနိုင်ဖို့အတွက် healing တွေလုပ်ရမယ်အရင်ဆုံးကိုယ့်ရဲ့စိတ်တရားတွေကိုကုစားခြင်းပေါ်မှာအာရုံစိုက်ကိုယ်စိတ်တရားတွေကိုအရင်ဆုံးကုစားအဲ့ဒါကအရင်လိုအပ်တယ်နော်အဲ့လိုပုံစံလေးတွေဒီစီကတော့ဒီမှာ energy တွေ့ရတယ်ပေါ့နော်အခုကဒီမှာတွေ့မှာပါဒီစီရဲ့ Mahavidya wisdom goddess ဖြစ်တဲ့ Lalita Tripura Sundari Lalita Tripura Sundari ကိုဘာလို့ပြောလို့ရလဲဆိုတော့အလင်းရောင်ကို manifest တဲ့ goddess လို့ပြောလို့ရတယ်အလှအပကို manifest တဲ့ goddess လို့ပြောလို့ရတယ်ကျွမ်းမှုတွေကို manifest တဲ့ goddess လို့ပြောလို့ရတယ်နော်အဲ့လိုမျိုး goddess အနေနဲ့ဒီစီယောဂတဲ့မှာမာလာလီတာကိုရည်ညွှန်းတယ်နော်bright ဖြစ်တဲ့ goddess ပေါ့နော် bright ဖြစ်တဲ့ goddess ဖြစ်တယ်အဲ့တော့နောက်တစ်ခုကဒီမှာကဒီမှာစာဒနာဆိုတာရှိရပေါ့နော်လာလီတာရဲ့ဒီမှာတည်ရှိမှုလာလီတာရဲ့ဒီ reading မှာပေါ်လာမှုဒီပါအောင်ရည်ညွှန်းတဲ့စာဒနာဆိုတာကြတော့လေ့ကျင့်တာကိုပြောတာနော်ဒီစီရဲ့စိတ်ပိုင်းဆိုင်ရာကိုကုစားတာဒီစီရဲ့စိတ်ပိုင်းဆိုင်ရာကို healing လုပ်ခြင်းပေါ်မှာလေ့ကျင့်ဖို့လိုအပ်တယ်အဲ့ဒါမျိုးကိုရှင်းပြတာမျိုးဖြစ်တယ်နော်အဲ့ဒါမျိုးရည်ညွှန်းတာဖြစ်တယ်အဲ့တော့စာသနာလုပ်ရမယ်ဆိုတော့ခုနပြောလို့ဒီဆို mind body soul ကိုတည်ချာ healing လုပ်ရမယ်တည်ချာ cleansing လုပ်ရမယ်အဲ့ဒါမှကိုယ့်ရဲ့ဘယ်လိုပြောရမလဲ clarity ရလာမယ်ဆိုတဲ့ပုံစံအမှန်တရားတွေကိုသိလာမယ်ဆိုတဲ့ပုံစံအဲ့လိုဘဝမှာပျော်ရွှင်မှုတွေကို manifest လာနိုင်မယ်ဆိုတဲ့ပုံစံနော်အဲ့လိုမျိုးရည်ညွှန်းတယ်ပေါ့နော်ဒီထဲမှာဒီ reading နားထောင်နေတဲ့သူတွေမှာတော်တော်များများကအရန်ကိုကူညီတတ်တဲ့သူတွေအရန်ကိုစာနာစိတ်ကြီးမားတဲ့သူတွေရှိတယ်လို့ဒီစီကခံစားရတယ်နော်ကူညီရတာကိုကြိုက်တယ်နော်ကူညီရတာကိုကြိုက်တယ်ဒီစိတ်လိုမျိုးပေါ့ humanity and kindness ကိုလက်ကင်ထားတဲ့သူတွေများတယ်လို့ခံစားရတယ်ကျင်နာတယ်လူသားချင်းကိုချင်းစာတရားရှိတယ်အဲ့တစ်ခါတည်းကျတော့လေလူသားချင်းကိုချင်းစာပြီးတော့လူတွေကိုအရန်ကူညီပါများလာတဲ့အခါကျတော့ this is beautiful souls လေးရဲ့စိတ်မှာဘာဖြစ်လာလဲဆိုတော့this is beautiful souls လေးရလဲလို့ပဲလူသားချင်းကိုချင်းစာတရားနဲ့ကူညီရဲ့စိတ်တွေရှိတဲ့သူတွေဖြစ်တယ်အဲ့တော့တစ်ခါတည်း this is beautiful souls လေးရခုတော့ကူညီလိုက်ကြပဲဒါပေမဲ့စိတ်ထဲမှာဘာတွေဖြစ်လာလဲဆိုကြာလာတော့လူတွေကငါတို့ကိုအသုံးချနေရပဲငါတို့စာနာမှုကိုအသုံးချနေရပဲငါတို့တနာတတာကိုအသုံးချနေရပဲဆိုတော့စိတ်ထဲမှာလူတွေဖြစ်လာတယ်နော်အခုက twin flame journey နဲ့ဆက်လျင်ပြီးတော့ထပ်ပြီး message တစ်ခုလာဆိုလို့လဲဆိုတော့ maybe ဒီထဲမှာတချို့ရှိရကို twin ကကိုစီကပတ်စံပဲချီးတယ်ကိုစီကပတ်စံနေပဲချီးတယ်နောက်ကကိုရဲ့ရုပ်ပိုင်းဆိုင်ရာကိုနော်ကိုရဲ့လိန်ပိုင်းဆိုင်ရာကိုပဲလိုချင်တယ်အဲ့ခါကျကိုစိတ်ထဲမှာဒီလိုငါ့ကိုဒီဟာအတွက်ပဲအသုံးချနေရပဲဒီလိုငါဆရာသားလိုချင်လို့ပဲအသုံးချနေရပဲကိုတားကောင်တယောက်လိုမျိုးခံစားလာရတယ်နော်ကိုတားကောင်တွေကနေပြီးတော့မြင်လာရောအဲ့လိုမျိုးတွေဒီ reading နားထောင်နေတဲ့သူတော်တော်များတယ်မှာရှိတယ်တချို့ဆိုလည်း twin flame journey ကတော့မဟုတ်ဘူးဒါပေမဲ့လူသားချင်းစာနာပြီးတော့ကိုညီတယ်နော်ဒါပေမဲ့ကိုညီပါများတဲ့လူတွေကကိုယ့်ဘက်မှာအခွင့်ကောင်းယူလာလေးလို့ခံစားရတယ်အခွင့်အရေးယူလာလေးလို့ခံစားရတယ်
နော်ငါကတော့သူတို့ပေါ်မှာဒီလောက်ထိကူညီတယ်ငါကတော့သူတို့ပေါ်မှာဒီလောက်ကြီးကောင်းပေးတယ်နော်သူတို့ကတော့ငါ့ပေါ်မှာဒီလောက်ထောင်ပြန်ပြီးတော့မကောင်းပေးဘူးအဲ့လိုမျိုးတွေဖြစ်လာပြီးတော့ကိုတားခေါင်နေရနေမြင်လာရောနော်ကိုကပို့ပြီးစိတ်တန်ရာတွေများလာရောကိုအားနေသလိုခံစားလာရရောအဲ့လိုမျိုးတွေနော်ယုံကြည်မှုတွေမဲ့လာရောဘာမှ humanity and kindness တွေပါလက်မကင်ထားတဲ့ဘာလို့မလဲလို့ရဘာမှကောင်းတာမဟုတ်အဲ့လိုစိတ်တွေဝင်လာရောတချို့တွေဆိုဒီမှာရှိတယ်တော်တော်များများမှာလူစုဝေးတွေကစကားပြောနေကိုတယောက်တည်းကိုပဲစွန့်ပယ်ထားတယ်လို့ကိုတယောက်တည်းကိုပဲပြစ်ပယ်ထားတယ်လို့အဲ့လိုမျိုးခံစားနေရတယ်တချို့တွေဆိုရင်ငါယုံမချောလို့လားနော်ငါတလောက်ငွေမရှိလို့လားငါဆင်းရဲလို့လားနော်ငါရုပ်ရည်မရှိလို့လားတော့ငါမှပါအားနေချက်ရှိနေလို့လူရတယ်လို့ဆက်ဆံတာလေအဲ့လိုအသွေးတွေတချို့ဆိုဝင်လာတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာဘာလို့ပို့လိုတာလဲဆိုတော့ဒီစီရိုကလေပြင်ပကအလားပါတွေကိုကြည့်ဖို့မလိုဒီစု inner beauty ကိုကြည့်ရမယ် inner beauty ဒီမှာမာလာလီတာစွန်တရီကလည်းဒါအောင်ပဲပြောချင်တာကွာဒီကပြီးခဲ့တဲ့အခြေအနေတွေစိန်ခေါ်မှုတွေရှိခဲ့တဲ့အခြေအနေတွေမုန်တိုင်းထန်ခဲ့တဲ့အခြေအနေတွေအဲ့ဒါတွေကပြီးဆုံးခဲ့ပြီအဲ့ဒီတကားပေါက်တွေကပိတ်သွားပြီပြန်ပြီးတော့ဒီတကားပေါက်တွေကပွင့်လာဖို့လည်းမရှိတော့ဘူးလာမယ့်အနာဂတ်မှာ celebration moment တွေပဲရှိတော့တယ်အဲ့တော့တခုကသတိထားမှာတခုရှိတယ်ကိုမျောလင့်ချက်ကိုမှလုံးဝမဲ့နေပြီကွာနော်ဘယ်တကားမှမပွင့်နိုင်တော့လုံးဝအဆင်မပြေနိုင်တော့အဲ့လိုမျိုးမျောလင့်ချက်မဲ့နေပြီဆိုရင်ကိုသိထားမှာကပြင်ပကပျော်ရွှင်မှုတွေဒီအစစ်အမှန်မဟုတ်ဘူးဆိုတာကိုသိထားရမယ်။ဥပမာကိုတက်ပတ်စံရှိတဲ့လူတွေကိုလည်းတွေ့ဖို့မှာပဲ။ကိုတက်လာတဲ့သူတွေကိုလည်းကိုတွေ့ဖို့မှာပဲ။နော်။အများကြီးတွေ့ဖို့မှာပဲ။ကိုလိုချင်တဲ့နေရာကိုတခြားတစ်ယောက်ကရပါတယ်။ဒါတွေလည်းတွေ့ဖို့မှာပဲ။ဒါတွေကပြင်ပအလားပါတယ်။ဒီဟာတွေကိုမမှတ်မောနဲ့။တကယ်အစစ်အမှန် inner beauty ကို awaken ဖြစ်အောင်လုပ်တယ်။ဒီနည်းပြောမယ်ဆိုရင်ဒီ reading နားထောင်နေတဲ့သူတော်တော်များများရဲ့ heart chakraပိတ်နေတာကိုရည်ညွှန်းတယ်တကယ်စစ်မှန်တော့ပျော်ရွှင်မှုပါလဲစစ်မှန်တော့ချစ်ဆိုတာပါလဲမသိချအောင်အဲ့တော့ကိုယ့်ရဲ့ heart chakra ကိုဘာလို့ဖို့လို့လဲပွင့်အောင်ပြုလုပ်ဖို့အတွက်လိုရတယ်စစ်မှန်တော့ပျော်ရွှင်မှုဆိုတာပါလဲစစ်မှန်တော့ပျော်ရွှင်မှုဆိုတာဒီကိုပျော်ရွှင်အောင်ထားခြင်းကိုယ့်ရဲ့အရှိကိုရှိတိုင်းဂုဏ်ယူစွာလက်ခံပြီးတော့နေထိုင်ခြင်းဒါမှသာလျှင်စစ်မှန်တော့ပျော်ရွှင်မှုကိုခံစားရမှာစစ်မှန်တော့အချစ်ဆိုတာကိုပါလဲစစ်မှန်တော့အချစ်ဆိုတာကိုချစ်ပေးနိုင်ဖို့အရေးကြီးတယ်ကိုချစ်ပေးနိုင်သူဒါလျှင်စစ်မှန်တော့အချစ်ကိုပိုင်ဆိုင်ထားတဲ့သူပဲတပားသူစီကအချစ်စေရမှာစစ်မှန်တဲ့အချစ်ရမှာမဟုတ်ဘူးကိုအချစ်မှန်တဲ့ချစ်ပေးဖို့လိုအပ်တယ်နော်ဒီစီရဲ့ Heal with me page မှာဒီစီတင်ပေးလိုက်တယ်ပေါ့နော် lot of receptivity ရဲ့အဓိပ္ပာယ် lot of receptivity ဆိုတာဘာလဲဆို give and receive နဲ့ပတ်သက်တဲ့ law ပေါ့ကိုအတိုင်းအဆမရှိတော့ချစ်ချင်းမြတ်တာတွေပေးမှာကိုအတိုင်းအဆမရှိတော့ပျော်ရွှင်မှုတွေပေးမှာကိုနဲ့ထိုက်တန်သောအရာကိုတပါးသူတွေစီကနေပြီးတော့ရမယ်အဲ့တော့ကိုအတိုင်းအဆမရှိတော့ချစ်ချင်းမြတ်တာကိုအတိုင်းအဆမရှိတော့ပျော်ရွှင်မှုတွေမပေးနိုင်မချင်းကိုနဲ့ထိုက်တန်တဲ့အရာတွေကိုမရရှိနိုင်ဘူးတဲ့အဲ့ဒီပုံစံကိုဒီမှာပြောတာဖြစ်တယ်နော်အဲ့ဒီပုံစံကိုဒီမှာပြောတာဖြစ်တယ်နော်တချို့skin breakout ဖြစ်နေတာမျိုးတွေဒီကာလမှာရှိနိုင်တယ်အရင်မျက်နှာမှာဝတ်ချန်ထွက်တာတွေအသားရည်ကမြင့်မြင့်ကြီးဖြစ်နေတာမျိုးတွေနော်အဲ့လိုမျိုးရှိရဆိုရင်လာလီတာထရီပူရာစွန်ဒရီရဲ့ mantra ရှိတယ်အဲ့ဒါကိုများများရဒါဒီ beauty mantra ပဲနော်အဲ့ဒါကိုများများရတဲ့အခါကျရင်ဘာဖြစ်လာမလဲဆိုတော့ကိုယ့်ရဲ့ skin လေးကောင်းလာမယ်ကိုယ့်ရဲ့အလားပါလေးက enhance ဖြစ်လာမယ်နော်ဆိုတော့ဂျိမ်းမာလာလီတာတီဗီဆိုတော့ဒီစုတနည်းပြောရမယ်ဆိုရင်ဒီလာလီတာမန်ထရာပေါ့နော်လာလီတာထရီပူရာစွန်ဒရီမန်ထရာဆိုရှိတယ်ဒါကို YouTube မှာရှာကြည့်အဲ့ဒါလေးကိုနားထောင်ပေးနော်အဲ့ဒါလေးကိုနားထောင်ကြည့်ကိုတို့အများကြီးကိုအကျိုးရှိနေမယ်ယုံကြည်မှုလေးနဲ့နားထောင်ကြည့်နော်နောက်တစ်ခုဒီမှာ energy ကတော့ Bhuvaneshwari ဖြစ်ပါတယ်ဆိုတော့ဒီမှာ Bhuvaneshwari ကဘာကိုပြလဲ Bhuvaneshwari ဆိုတဲ့အဓိပ္ပာယ်က Bhu ဆိုတဲ့အရာက art ပေါ့နော်ကဘာမြေကြီးကိုပြတယ်နော်နောက်ပြီးတော့ဒီမှာ Ishveri နော် Ishveri ဆိုတဲ့အဓိပ္ပာယ်ကကျတော့ဒီမှာ feminine energy ကိုလည်းပြတာတယ်နောက်က divine နော် female ruler ပေါ့နော်အဲ့လိုမျိုး energy ကိုပြတာပါတယ်ဆိုတော့ဒီ cat ကိုကြည့်ခြင်းဖြစ်ဒီစီကဒီမှာဘာ energy ကိုခံစားရလဲဆိုတော့လာမယ့်အနာဂတ်မှာဒီ reading ကိုနားထောင်နေတဲ့သူတွေအနေနဲ့ stability
ရရှိရမယ်ကိုပဲဘိုင်းမှာ stability လို့ချင်တယ် relationship နဲ့ပတ်သက်တဲ့ stability လို့ချင်လား financial ဘိုင်းနဲ့ပတ်သက်တဲ့ stability လို့ချင်လားဒါတွေရရှိလာတော့မယ်ဆိုတဲ့ပုံစံကိုပြတာတယ်နောက်တစ်ခုကစိတ်အေးချမ်းမှုနော်စိတ်အေးချမ်းမှုရရှိရမယ်ပျော်ရွှင်မှုတွေကိုရရှိရမယ်ဒါမျိုးကိုဒီမှာရည်ညွှန်းတယ်နော်ဒါမျိုးကိုဒီမှာရည်ညွှန်းတယ်နောက်တစ်ခုကကျတော့ရုပ်ရည်ပိုင်းဆိုင်ရာချုံမောလှပမှုနော်အသားရည်ကြည်မှုဒါတွေလိုချင်လားရရှိလာတော့မယ်ဆိုတာမျိုးပြတယ်နော်ဒီမှာနောက်တစ်ခုကဒီစီကဘာမြင်လဲဆိုတော့ဒီ reading နားထောင်နေတဲ့သူတော်တော်များများ sound healing ကိုဒီစီကပို့ပြီးဦးစားပေးစေချင်တယ် healing လုပ်တဲ့အခါကျရင် sound healing တွေကိုလုပ် sound healing တွေဆိုတာဘာတွေဖြစ်နိုင်လဲဆိုတော့ Singapore တို့နော်ပြီးတော့ frequency တွေနဲ့ပြုလုပ်ထားတဲ့ healing တွေနော် sound frequency တွေနဲ့ပြုလုပ်ထားတဲ့ healing တွေအဲ့ဒါလေးတွေပြုလုပ်ပေးနော်အဲ့ဒါလေးတွေပြုလုပ်ပေးခြင်းဖြင့်ကိုယ့်ရဲ့ energy က peace ဖြစ်လာမယ် peace of mind ကိုရရှိလာမယ်နော်အဲ့ဒါမျိုးကိုဒီမှာရည်ညွှန်းတယ်နော်ဆိုတော့ဒီမှာ Bhuvanesh ပြည်ကဘာကိုရည်ညွှန်းသေးလဲဆိုတော့ဒီစီရဲ့ဘဝမှာနော်ရှင်းရှင်းလင်းလင်းအလေးအောင်ကိုမြင်ရတော့မယ့်အချိန်ရောက်တော့မယ်ဆိုတာကိုလည်းဒီမှာရည်ညွှန်းတယ်ပေါ့နော်ဆိုတော့ဒီနေ့ပြောမယ်ဆိုရင် fresh start new beginning လေးရှိလာတော့မယ်ဆိုတဲ့ပုံစံနော်ဒါမျိုးလိုလည်းရည်ညွှန်းတယ်ဆိုတော့ပြောရမယ်ခြုံငုံကြည့်မယ်ဆိုရင်စိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းတွေရရှိတော့မယ်ပိုင်ဆိုင်တော့မယ်ဒါမျိုးကိုရည်ညွှန်းတယ်နော်နောက်တစ်ခုကကိုယ်ယုံကြည်ထားဖို့အတွက်လိုအပ်တယ်ငါဒီပဲရအောင်ပဲမဆိုလုပ်နိုင်တယ်ဒီမှာဒါ sun energy လေးဖြစ်တယ် sun energy လေးဖြစ်တဲ့အတွက်ကြောင့်ကိုယ်ယုံကြည်ဖို့လိုတယ်ငါဒီလုပ်နိုင်တယ်ငါဖန်တီးနိုင်တယ်ငါရအောင်လုပ်နိုင်တယ်ပဲရပဲမဆိုအဲ့လိုယုံကြည်မှုကိုထားဖို့လိုတယ်အဲ့ဒီယုံကြည်မှုထားဖို့လိုတယ်အဲ့ယုံကြည်မှုလေးနဲ့သွားမယ်ဆိုရင်ဘဝမှာကိုယ်အနေနဲ့အောင်မြင်မှုတွေကိုရရှိနိုင်မယ်ပိုင်ဆိုင်နိုင်နိုင်မယ်နော်ဒါမျိုးတွေဒီမှာရည်ညွှန်းတယ်နော်ဆိုတော့ဒီနေ့ reading ကတော့ဒီလောက်ပါပဲနော်နောက်နေ့မှာလည်းဒီဆိုနောက် video လေးတွေနောက် reading လေးတွေနဲ့ပြန်လည်ကြည့်ဆုံးကြပါမယ်ရှင်ဂျိုင်းမာကလေး